အားလုံးပဲမင်္ဂလာပါမေတော်ရဲ့တာရော channel လေးကနေပြောမှကြိုဆိုပါတယ်ဒီနေ့ကကြတော့ဒီအခု6လပိုင်းပေါ့နော်ဒီ6လပိုင်းအတွက်ကဲစမားလေးကိုဖတ်ပေးမှာပါဒီတော့ဒီထဲကကက်လေး3ခုတွေကတစ်ခုရွေးပေးပါဒီတော့ဒီကံကြမ္မာကဘယ်အကြောင်းအရာရဲ့လို့သတ်မှတ်ထားတာမျိုးမဟုတ်ဘဲနဲ့တွေ့တဲ့ကံကြမ္မာနမိတ်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ဒီတော့ဖိုင်ဝမ်ကနေပြောမှစလိုက်ပါမယ်နော်ပထမဆုံးဖိုင်ဝမ်ကိုရေးထားတဲ့သူတွေအနေနဲ့ကတော့ဒီလထဲမှာကံကြမ္မာလေးနဲ့ကောင်းတဲ့ကံကောင်းခြင်းတွေရှိလာမယ်ဆိုတဲ့ကံကြမ္မာလေးရှိပါတယ်ကောင်းသောကံလေးတွေဖြစ်လာမယ်ဆိုတဲ့နမိတ်မျိုးလေးပေါ့နော်ဒီမှာကထူးခြားချက်အနေနဲ့ဆိုရင်တော့သူကအခြေရေးနဲ့ပတ်သက်ပြီးတော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထူးခြားလေးတွေရှိလာနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရတယ်အထူးသဖြင့်အခြေရေးပိုင်းတွေမှာအဆင်မပြေတဲ့လူတွေပြန်ပြီးတော့ပြည်လည်လာတာမျိုးအဆင်ပြေလာတာမျိုးဒါတွေရှိလာမယ်လက်ရှိမှာဒီပတ်သက်နေတဲ့သူတွေ situationship တွေ crash နဲ့ပတ်သက်တာတွေဒီကိစ္စတွေမှာပို့ပြီးတိုးတက်လာမယ့်အနေအထားမျိုးတွေရှိပါတယ်single လေးတွေဆိုရင်လည်းကိုယ်ချစ်ခွင့်ပန်ခံရတာမျိုးပြောရမယ်ဆိုရင်ဒီလထဲမှာအခြေရေးအနေနဲ့ပို့ပြီးကောင်းတဲ့ဘက်ကိုရောက်လာတယ်ဆိုတဲ့အနေအထားမျိုးဒီလိုပဲလူမှုရေးကိစ္စတွေဆိုလဲကိုယ်နဲ့အရင်တော့အဆင်မပြေတဲ့လူတွေသူတို့နဲ့ကိုယ်နဲ့ကြားမှာဖြစ်ခဲ့တဲ့ကိစ္စတွေအဆင်မပြေမှုတွေကပြီးဆုံးသွားပြီးတော့ဒီလထဲမှာပြန်ပြီးပြည်လည်လာတာတော်တော်လေးအဆင်ပြေတယ်ဆိုတဲ့အနေအထားကိုရောက်လာတာမျိုးပေါ့နော်ဒီလိုမျိုးလေးရှိမယ်ဒါကတော့အဆင်မပြေခဲ့တဲ့လူတွေနဲ့လည်းအဲ့လိုပဲကိုယ်အရင်တည်းကအဆင်ပြေတဲ့လူတွေနဲ့လည်းဒီပုံစံအတိုင်းပဲပေါ့နော်ဆက်ပြီးတော့အဆင်ပြေနေမယ့်အနေအထားမျိုးရှိတယ်ဒီနေ့မှာထူးထူးခြားခြားလေးအနေနဲ့ဆိုရင်သူကလက်ဆောင်လေးရတတ်ပါတယ်အမတ်တရလက်ဆောင်လေးတွေရတတ်တယ်ဆိုတဲ့ကံကြမ္မာလေးလည်းရှိတယ်ဒီမှာတစ်ခုသတိထားမှာကကိုယ့်အနေနဲ့ကဒီလူမှုရေးကိစ္စတွေမှာကောင်းတော့ကောင်းတယ်ဆိုရင်မဲ့ကိုယ့်ကိုစောင့်ကြည့်နေတဲ့သူတွေရှိတတ်တယ်ဒီတော့ဘာရင်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ကိုစိတ်ဝင်စားခံရတာမျိုးစောင့်ကြည့်တဲ့သူတွေရှိနေရမျိုးကိုယ်ပါရင်လုပ်တယ်စသဖြင့်ဒီလိုအခြေအနေမျိုးလေးလည်းရှိတတ်တယ်ဆိုတဲ့အခြေအနေမျိုးလေးတွေ့ရတယ်ပေါ့နော်ဘာသာရေးလေးလည်းပို့ပြီးတော့လုပ်ပေးဖို့လဲဒီမှာအကြံပေးထားပါတယ်နော်သက်ဆိုင်ရာဘာသာရေးလေးတွေပို့ပြီးတော့အားစိုက်ပေးဖို့ဒါလေးလည်းအကြံပေးထားပါတယ်အထူးသဖြင့်ဒီလကကိုယ့်အတွက်မထင်မှတ်ထားတဲ့ကံကောင်းခြင်းလေးတွေရောက်လာတတ်တယ်ဆိုတဲ့ကံကြမ္မာလေးရှိတယ်ပေါ့နော်အဲ့လိုမျိုး surprise gift လေးတွေရတာမျိုးတွေအထူးသဖြင့်ကလက်ဆောင်လေးတွေရောက်လာတာမျိုးကိုမထင်မှတ်ထားတဲ့လူစီကမထင်မှတ်ထားတဲ့လက်ဆောင်လေးတွေရတာမျိုးပေါ့နော်ကိုပျော်ရွှင်စေမဲ့အမှတ်တရလေးတွေရရှိတတ်တယ်ဒီပုံစံမျိုးပေါ့နော်ကိုအတွက်မမေ့နိုင်စရာအမှတ်တရဒါမျိုးလေးရရှိတတ်တယ်ဆိုတဲ့အနေအထားမျိုးမှာရှိပါတယ်တခုခုကိုမှလိုအပ်တာတွေလိုအပ်လာခဲ့နေဆိုရင်လည်းကိုအတွက်အကူအညီပေးမဲ့သူတွေကရှိနေရမျိုးကိုတိုင်ပင်ရမဲ့လူရှိနေရမျိုးပေါ်လာတာမျိုးဒီလိုမျိုးလေးလည်းဖြစ်တတ်ပါတယ်တခြားပေါ့နော်ကိုကဒီစီးပွားရေးလုပ်ငန်းတွေအလုပ်ကိုင်တွေဒါလေးတွေဆိုလည်းအဆင်ပြေလိမ့်မယ်ဒါပေမဲ့ဒီဝန်ထမ်းအနေနဲ့လုပ်ကိုင်နေတဲ့သူတွေကကြတော့ကို့မှာကိုလုပ်တဲ့ကိစ္စတွေကိုလိုက်ကြည့်ပြီးတော့မှပြောတာမျိုးတွေခံရတတ်တယ်ပေါ့နော်အဲ့တော့လက်ရှိအလုပ်မှာလုပ်ဖို့ကံဘက်တွေကိုယ့်ရဲ့ထက်လူချီပေါ့နော်သူတို့နဲ့ပတ်သက်ပြီးတော့မှကိုမှအဆင်မပြေဘူးလို့ခံစားရတဲ့အချက်လေးတော့ရှိနိုင်တယ်ဒါပေမဲ့အလုပ်အနေနဲ့တော့အဆင်ပြေလိမ့်မယ်ပေါ့နော်အထက်လူကြီးနဲ့ပတ်သက်ပြီးတော့သတိထားတဲ့အနေအထားမျိုးပေါ့ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအနေနဲ့အပြန်ဆိုင်လေးတော့ပေါ်တတ်ပေမဲ့တော်တော်များများအဆင်ပြေမဲ့အနေအထားမျိုးတွေ့ရတယ်စက်တူလုပ်ငန်းလေးဆိုလည်းကောင်းပါတယ်ပေါ့နော်ဒီတော့ဒီလကကိုအတွက်ကောင်းတဲ့လတစ်ခုလို့ပြောလို့ရတယ်ကိုရှေ့မှာအဆင်မပြေခဲ့တဲ့ကိစ္စတွေကိုအတွက်ပူပန်နေရမယ့်ကိစ္စတွေရှိခဲ့တယ်ဆိုရင်ဒီလထဲကိုရောက်ပြီးဆိုတာနဲ့ဒီကိစ္စလေးတွေပြည်လည်လာတာမျိုးစိတ်အေးချမ်းလာတာမျိုးဒီလိုမျိုးလေးလည်းရှိလာလိမ့်မယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒီတော့ဒီလရဲ့ကံကြမ္မာလေးကဖိုင်ဝမ်လေးတွေအတွက်တော့တော်တော်လေးကောင်းတဲ့ကံအနေအထားလေးရှိပါလိမ့်မယ်ဒီတော့နောက်တစ်ခုဖိုင်ထုတ်ပေါ့နော်ဖိုင်ထုတ်လေးတွေကတော့နည်းနည်းသတိထားရမယ့်ထဲမှာပါတယ်သူကကံအနေထားရကလုံးဝကြီးမကောင်းမှုညံ့နေဆိုတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာ
အဆင်မပြေဘူးဆိုတဲ့ခံစားချက်တွေရတတ်တယ်စိတ်ပင်ပန်းနေဆိုတဲ့ပုံစံမျိုးဒီလိုမျိုးလေးခံစားရတတ်တယ်နော်ကောင်းတဲ့ကိစ္စတွေကြုံလာရင်တော့စိတ်ထဲမှာမပျော်နိုင်တာမျိုးဒီလိုအခြေအနေမျိုးတွေရှိတတ်တယ်အထူးသဖြင့်ဘာလဲဆိုတော့ပတ်ဝန်းကျင်နဲ့အဆင်မပြေတာမိသားစုနဲ့အခြေအနေကိစ္စတွေအထူးသဖြင့်လူတွေနဲ့ပတ်သက်ပြီးတော့သူတို့ကြောင့်ကိုယ်စိတ်ရှုပ်ရတာသူတို့ကကိုယ်တမင်စိတ်ရှုပ်အောင်လုပ်တာမဟုတ်ရင်တော့သူတို့ရဲ့လုပ်ရက်တွေသူတို့ရဲ့ပုံစံတွေကြောင့်ကိုယ်စိတ်ထဲမှာဝမ်းနည်းရတဲ့အနေအထားမျိုးတွေရှိတတ်တယ်အထူးသဖြင့်သူကစိတ်ရှုပ်ရတယ်ဆိုတာထက်ဝမ်းနည်းရတယ်စိတ်ထိခိုက်တယ်ပေါ့နော်အဲ့လိုခံစားချက်လေးရတတ်ပါတယ်ဒီတော့အခြေရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အသေးကွဲတယ်လို့ခံစားချက်မျိုးလေးရတတ်ပါတယ်တစ်ဖက်လူကကိုယ်ကိုဂရုမစိုက်ဘူးလို့ခံစားရတာမျိုးတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာနာကျင်ရတဲ့အခြေအနေမျိုးဒီလိုမျိုးလေးခံစားရတတ်တယ်တယောက်နဲ့တယောက်ကြားမှာအေးဆက်တဲ့ပုံစံမျိုးလေးတွေဖြစ်လာတတ်တယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်သူကအခက်မသိရင်အဆက်အသွယ်တွေပြတ်တောက်တာစကားတွေအကြီးကျယ်များတာဒီလိုအနေအထားတွေထိလဲရောက်ကောင်းရောက်သွားနိုင်တယ်ဒီတော့စကားပြောဆိုလေးဆင်ခြင်ဖို့တော့လိုအပ်ပါလိမ့်မယ်တခြားလူမှုရေးကိစ္စတွေမှာလည်းဒီလိုပဲကိုကနေနဲ့အထီးကျန်ရတတ်တယ်ကိုဟာကိုနေဖြစ်နေရမျိုးပေါ့နော်သူတို့နဲ့ပတ်သက်လာရင်သူတို့နဲ့စကားပြောလိုက်ရင်ကိုယ့်အတွက်အဆင်မပြေတဲ့အတွက်ကိုကမပြောတော့ဘူးငါဟာနေမယ်ဆိုတဲ့ပုံစံမျိုးလေးတွေလုပ်ပြီးတော့မှကိုတယောက်တည်းဖြစ်တယ်လို့ခံစားရတာကိုမှအထီးကျန်တဲ့ခံစားချက်တွေရတာဒီလိုမျိုးလေးဖြစ်တတ်ပါတယ်တခြားပေါ့နော်တခြားကိစ္စတွေဒီစီးပွားရေးတွေအလောက်ကိုင်းနေဆိုလဲကိုကစိတ်မပါတဲ့ပုံစံမျိုးလေးဖြစ်တတ်တယ်သူကကျမ်းမာရေးအထူးသဖြင့်အဓိကကျမ်းမာရေးညံ့တတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးလူကမလှုပ်ချင်တာအားနေတာဖျားနာတာစသဖြင့်ဒီလိုမျိုးလေးဖြစ်တတ်တယ်အရင်ကတည်းကယောဂအခန်းရှိတဲ့သူတွေဆိုရင်အဲ့ရတဲ့လဲတာမျိုးတွေပေါ့နော်ဒီလိုမျိုးလေးဖြစ်တတ်တယ်ဆိုတော့ကျမ်းမာရေးအထူးဂရုစိုက်ပေးရလိမ့်မယ်ဒီတော့ကျမ်းမာရေးကမကောင်းတဲ့အတွက်လူကနေလို့အဆင်မပြေတဲ့အတွက်စီးပွားရေးပိုင်းတွေအလုပ်ကိုင်ပိုင်းတွေမှာတိတ်ပြီးအာရုံမစိုက်နိုင်တာမျိုးတိတ်ပြီးစိတ်မပါတာမျိုးစိတ်ကတရားကိုလှုပ်ချင်နေဆိုရင်တော့လူကမလှုပ်နိုင်တာဒီလိုပုံစံမျိုးလေးတွေဖြစ်တတ်တယ်ဆိုတဲ့အခြေအနေတွေ့ရတယ်အဲ့တော့ကျမ်းမာရေးအထူးသဖြင့်ကျမ်းမာရေးကိုယူဆိုင်ပေးပါကျမ်းမာရေးလေးကောင်းရင်တော့တခြားကိစ္စလေးတွေသူကလည်းသူကိုအတင်းတင်းတော့ကိုယ့်ဘက်ကတခြားလေးလှုပ်လိုက်မယ်ဆိုရင်တော့အဆင်ပြေသွားမယ့်အနေအထားမျိုးပေါ့နော်ဒါလေးတွေရှိပါတယ်ဒီတော့ကျမ်းမာရေးကိုယူဆိုင်ပေးပါဒီအလောက်ကိုင်းနေဆိုရင်လည်းကိုယ့်ဘက်ကအမားမပါအောင်ကို့မှာအဆင်မပြေစရာကိစ္စတွေရှိရဲဆိုရင်တော့ဒီအဆင်မပြေတာတစ်ပိုင်းပေါ့နော်ဒီအလုပ်ဆိုတော့အလောက်ကတက်အဲ့လိုမျိုးလေးခွဲခြားထားပြီးတော့မှသူ့နေရာနဲ့သူပေါ့နော်အဲ့လိုမျိုးလေးထားဖို့တော့လိုအပ်လိမ့်မယ်ပြီးတော့ဒီဖိုင်းတိုးလေးတွေအနေနဲ့ကတော့ဒီဓာတ်တွေမှာအစစရဂရုစိုက်ရလိမ့်မယ်တတိထားရလိမ့်မယ်တေချာလေးပေါ့နော်ဘာပဲလုပ်ဂရုတစိုက်လေးနဲ့စိတ်ပါလက်ပါလုပ်ဖို့ဒါလေးသူအကြံပေးထားပါတယ်ကျမကြီးလည်းဂရုစိုက်ပါဒီတော့နောက်တစ်ခုအနေနဲ့ဒီဖိုင်း3ပေါ့နော်ဖိုင်း3လေးတွေအနေနဲ့ကကြတော့တဲ့ဒီလထဲမှာသူရှုပ်ထွေးမှုလေးရှိတတ်တယ်ပြောမှဆိုစိတ်ရှုပ်စရာကိစ္စလေးတွေများတာမျိုးဒီလူမှုဆက်ဆံရေးတွေမှာအရှုပ်ရှင်းနေရှိလာတာမျိုးဒီလိုပဲအခြေအနေကိစ္စတွေမှာဆိုလဲတယောက်နဲ့တယောက်အပြန်အလှန်ထောက်စစ်ပုံစံမျိုးအစိတ်အတောက်ဖြစ်စေမဲ့စကားတွေပြောမိတာမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ်တို့သဖြင့်ဒီအခြေရေးတွေလူမှုရေးတွေမိသားစုရေးတွေမှာအရန်စိတ်ရှုပ်ထွေးမှုတွေဖြစ်ရတတ်တယ်ဒါပေမဲ့ဒီအခြေအနေကလုံးဝကြီးစိုးရတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးနော်စိတ်ထဲမှာအဆင်ပြေလားဆိုရင်တော့ပြေတော့မပြေဘူးပေါ့ဒီတော့အခြေရင်းနေနေဆိုရင်တော့တဲ့အဓိကဈာလူဘေးလူအနောက်ရက်လေးဝင်တတ်တယ်တခြားလူတွေတခြားကိစ္စတွေကြောင့်ကိုရီးရဲ့အခြေရင်းမှာစိတ်နောက်ရက်ဖြစ်ရတဲ့အနေအထားမျိုးတွေပေါ်လာတဲ့ကိစ္စတွေရှိလာနိုင်တယ်ပေါ့နော်လို့ဒါတခြားဘေးလူတွေဈာလူတွေအပြင်ကိုကြောင့်သူ့ကြောင့်အဲ့လိုမျိုးတယောက်နဲ့တယောက်ခေါင်းမာတာမျိုးဒီလိုအခြေအနေမျိုးလေးတွေကြောင့်လေနည်းနည်းပင်ပန်းရတတ်တဲ့နှစ်ယောက်လုံးပေါ့နော်အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးကြိုးစားပေးပါဘေးလူကြားလူတွေအဝင်မခံဖို့တတိထားပေးပါအထူးသဖြင့်ကတော့သူ့ကြောင့်ကိုကြောင့်ထက်တခြားလူဘေးလူတွေကြားလူတွေပါလာပြီးတော့အဲ့ဒီလူတွေကြောင့်ဒီအခြေအနေမှာအဆင်မပြေမှုတွေပေါ်တတ်တယ်ဆိုတော့ကံကြမ္မာပို့ပြီးတော့ဖြစ်နိုင်တယ်ပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါလေးတစ်ချက်ကြိုးစားပေးမယ်သူကဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးကံကောင်းမှုတော့ရှိနိုင်တယ်ငွေကြေးအနေနဲ့ကန်ဆယ်မဲ့တွေပေါက်တာထီတွေစသဖြင့်အဲ့လိုမျိုးကံကောင်းတဲ့ငွေပမာဏတစ်ခုဝင်လာတာမျိုးဒီလိုမျိုးလေးရှိတယ်အဲ့တော့ငွေကြေးကံကောင်းမှုလေးတော့ကြုံရတတ်ပါတယ်ဒါကလည်းကိုယ်မထင်မှတ်ထားတဲ့ကံကောင်းမှုမျိုးပေါ့နော်ဒီလိုမျိုးလေးရှိတတ်တယ်ဒါပေမဲ့ဒါငွေကြေးကံကောင်းတာတော့မှန်တယ်သူကအရှုံရှင်းတော့ရှိတတ်တယ်ငွေကြေးပိုင်းအနေနဲ့စိတ်ရှုံးရတာမျိုးငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်တဲ့ကိစ္စတွေမှာရှုပ်ထွေးစရာကိစ္စလေးပေါ်လာတာမျိုးလေးရှိတတ်တယ်အဲ့တော့
ငွေကြေးရှုပ်ရှင်းဖြစ်စေမဲ့ကိစ္စတွေလုံးဝမလုပ်ပါနဲ့ငွေချေးတာငားတာတွေသတိထားသင့်တယ်ပေါ့နော်ဒါလေးတစ်ချက်ရှိမယ်ပြီးလူမှုရေးကိစ္စတွေမှာဆိုရင်တော့တဲ့ကိုယ်အတွက်အနောက်ရှက်လေးတွေပေါ်တတ်တယ်ကိုကနေနေတယ်လိုက်ပြီးတော့ပြိုင်တာခံရတာကိုယ့်ဘောမှာတမင်အစမပြေအောင်လုပ်တာအဲ့လိုမျိုးလေးရှိတတ်တယ်ကိုလုံးမဲ့ကိစ္စတွေမှာတမင်နှောက်ယှက်တာအဲ့လိုမျိုးလေးရှိတတ်တာဖြစ်တဲ့အတွက်ဒါစီးပွားရေးလုပ်နေတဲ့သူတွေဒီတိုင်းကိုယုံကြည်ရတဲ့သူတွေကိုနဲ့ရင်းနှီးတဲ့သူတွေသူတို့စီကနေဒီလိုမျိုးပြိုင်ဆိုင်တာခံရတတ်တယ်ဆိုတဲ့အနေအထားရှိတယ်အဲ့တော့ဒီအပြိုင်ဆိုင်လေးပေါ်တတ်တယ်ဒါလေးတစ်ချက်သတိထားပေးပါဂရုစိုက်ပေးပါတခြားကိစ္စတွေအနေနဲ့ကတော့ကျမရေးအနေနဲ့တော့သတိထားမယ်ထင်မှာတော့ပါတယ်အပူလောင်တာတွေအပူဖူးပေါက်တာတွေအိမ်မဆိုးမှတ်တာတွေလူကနေရတာဘာရလို့ယောဂမဟုတ်ပဲနဲ့နေရတာအဆင်မပြေတာမျိုးတွေအဲ့လိုမျိုးလေးလည်းဖြစ်တတ်ပါတယ်ဒီတော့ကျမကြီးလေးနဲ့ဂရုစိုက်ပေးရမယ်ထဲတော့ပါတယ်ဒါပေမဲ့အညံ့နဲ့တော့မရှိဘူးပေါ့နော်ဒီတော့ပိုင်း3အနေနဲ့ကတော့သူကကောင်းတာတွေရောမကောင်းတာတွေရောဒီလိုအခြေအနေမျိုးလေးဖြစ်တတ်တယ်ဒီမှာထူးခြားချက်တစ်ခုအနေနဲ့ဆိုရင်သူကအတိတ်မှာပတ်သက်ခဲ့တဲ့လူတွေပြန်ဝင်လာတတ်ပါတယ်ဒါအခြေရေးအနေနဲ့ပဲမဟုတ်ဘူးပေါ့နော်တခြားလူမှုရေးအနေနဲ့ရောအရင်တော့ကရင်းနှီးပူးပြီးတော့မှဒီဂျားထဲမှာအဆက်အသွယ်ပြတ်သွားတာမျိုးတွေသူတို့နဲ့ပြန်ပတ်သက်ရတာမျိုးဒါပေမဲ့ပြန်ပတ်သက်လို့ကောင်းတာမျိုးတော့မရှိဘူးနည်းနည်းဂရုစိုက်တင်တယ်သတိထားတင်တယ်ကိုယ့်ကိုစိတ်ရုပ်စရာပဲရှိလိမ့်မယ်အဲ့တော့ဒီအတိတ်ကလူတွေပြန်ဆက်သွယ်လာတဲ့အခါမှာသတိထားတာမျိုးတွေတော့လုပ်တင်ပါတယ်ဒီတော့ဒါကဒီ6လပိုင်းမှာကိုယ်အနေနဲ့ဖြစ်လာနိုင်တဲ့ကံကြမ္မာလေးတွေကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှာတော့တခြား pick up ပိုင်းနေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်